မင်္ဂလာပါ Football Review Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ကတော့ January နေ့ပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်တော့ Europa League ပွဲစဉ်တွေကစားတော့ဖို့ရှိတယ်ပေါ့နော် Europa League League Phase လို့လည်းခေါ်တဲ့ဒါအုပ်စုတွင်ပွဲစဉ်တွေရဲ့နောက်ဆုံးသောပွဲစဉ်တွေကိုဒါဒီနေ့ည2နာရီခွဲမှာတစ်ချိန်နဲ့ကစားတော့ကြမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ကစားတော့မယ့် Europa League ပွဲစဉ်တွေကနေပြီးတော့မှစုစုပေါင်း3ပွဲကိုဒါဒီနေ့မှာကြိုတင်ပြီးတော့တုံ့တက်ပြီးတော့မှဖြစ်တယ်ပေါ့နော်အဲ့တော့တခြားသောပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ရွေးချယ်မှုတွေမောင်းတွဲတွေဒါတွေအလုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel မှာတင်ပေးရပေါ့နော်ဆိုတော့ Telegram Channel ကို join နေတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့အောက်က comment မှာ pin comment အနေနဲ့ထောက်ပေးရတယ်ဝင်ပြီးတော့ join ထားလို့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့တော့ပထမဆုံးတုံ့တက်ပေးခြင်းတဲ့ပွဲစဉ်ကကျတော့ဒီနေ့ည2နာရီခွဲမှာကစားမယ် Aston Villa နဲ့ Red Bull Salzburg ရဲ့ပွဲစဉ်ပေါ့နော်လက်ရှိပေါက်ကြီးကိုကျွန်တော်ပြန်ကြည့်တော့ Aston Villa အသင်းကတကူသွင်း45ပြရှုံမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်း35ပြရှုံမယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင် Aston Villa ပေါ့နော် Aston Villa ကလက်ရှိ Europa League ရဲ့အဆင့်2နေရာမှာရှိတယ်ပြောမယ်ဆိုလို့ရှိရင်ဒီပွဲကိုသာ Aston Villa အနိုင်ကစားခဲ့မယ်ဆိုလို့ရှိရင်သူတို့အတွက်က League Phase အတွင်းမှာအုပ်စုဖို့ဖြစ်ဖို့အတွက်ဆိုလို့ရှိရင် Aston Villa အနေနဲ့မျှော်လင့်လို့ရနိုင်တယ်ပေါ့နော်ပြီးတော့ Aston Villa ရဲ့အိမ်ဝင်းပေါ့နော် Aston Villa ကသူတို့ကစားခဲ့တဲ့အိမ်ဝင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်သူတို့ရဲ့ခံစစ်ကတော်တော်လေးကိုကောင်းကောင်းမွန်မွန်ကစားနိုင်ကြတော့တွေ့ရလိမ့်မယ်ဟုတ်လားနောက်ဆုံးကစားခဲ့တဲ့အိမ်ဝင်း9ပွဲကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ရဲ့ခံစစ်က clean sheet ရခဲ့တာဆိုလို့စုစုပေါင်း4ပွဲတိတိတောင်မှရှိတယ်ပေါ့နော်ဆိုတော့ Aston Villa ရဲ့ခံစစ်ကတော်တော်လေးကိုကောင်းတယ်ပြီးတော့သူတို့ကစားခဲ့တဲ့အိမ်ဝင်းနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ခံစစ်ကပေးကိုတကူထက်ကြော်ပြီးပြီးခဲ့ရတာဆိုလို့တပွဲမှမရှိခဲ့ဘူးနောက်ဆုံးအိမ်ဝင်း9ပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့ခံစစ်ကအမြင့်ဆုံးပေးကိုတကူပဲပြီးခဲ့ရတော့တွေ့ရလိမ့်မယ်ဆိုတော့ဒီနေ့မှလည်းတစ်ဖက်က Red Bull ပဲအတင်းအောင်သူတို့ရဲ့ခံစစ်ကပေးကိုမပေးရဘူးလို့ကျွန်တော်ထင်တယ် Aston Villa ဒီဘက်မှာ clean sheet နဲ့နိုင်ပွဲတစ်ပွဲထပ်ရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့ဒီ Aston Villa အသင်းကစားခဲ့တဲ့နောက်ဆုံး5ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း4ပွဲက Golden to score yes မဖြစ်ခဲ့ဘူးအပြန်အလှန်သွင်းဂိုးတွေမရှိခဲ့တာကိုတွေ့ရလိမ့်မယ်ဆိုတော့ဒီပွဲကသွင်းဂိုးတွေများများဆဆကျွန်တော်အနေနဲ့မမျှော်လင့်ဘူးဒီပွဲက Aston Villa ရဲ့တစ်ဖက်သက်သွင်းဂိုးတွေပဲရှိမယ်လို့ကျွန်တော်မျှော်လင့်နေပေါ့နော်အဲ့ဒီအတွက်ကြောင့်ပထမရွေးချယ်ပွဲအနေနဲ့ဆိုလို့ရှိရင်9ဝက်ကိုရွေးချယ်ပေးမယ်ပြီးတော့ဒီ Aston Villa ကဒီပွဲကစားပြီးလို့ရှိရင်လည်း Brentford နဲ့Premier League ပွဲစဉ်ကိုနောက်ထပ်2ရက်အကြာမှာကစားသွားမှာဖြစ်တဲ့အတွက်ကြောင့်ဒါသူတို့တို့ဒီပွဲမှာသွင်းဂိုးနဲ့ clean sheet နဲ့နိုင်ဝဲတွေရောင်းသူတို့ကစားလိမ့်မယ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒီပွဲမှာ Aston Villa 2-3 လောက်နဲ့တစ်ဖက်က7ကိုနိုင်သွားလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့အဲ့ဒီအတွက်ကြောင့် body ကြီးအရာလေဒီပွဲမှာ Aston Villa အတင်းကြီးအောင်နိုင်လိမ့်မယ်ကျွန်တော်ထင်တယ်အဲ့ဒီအတွက်ကြောင့် Aston Villa body ဒုတိယရွေးချယ်ဝင်နေနေဆိုလို့ရှိရင်ရွေးချယ်ပေးခြင်းတယ်ပေါ့နော်ဆိုတော့နောက်ထပ်တစ်ပွဲကဒီနေ့ည2နာရီခွဲမှာပဲကစားမယ် Lion နဲ့ပါအိုအသင်းတို့ရဲ့ပွဲစဉ်ပေါ့နော်လက်ရှိပေါက်ကြီးကျွန်တော်ပြန်ကြည့်တော့ Lion အသင်းကတေးကြရင်55ပြရှုံးမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်း85ပြရမယ်ပေါ့နော်အဲ့တော့ဒီ Lion နဲ့ပါအိုပေါ့နော်လက်ရှိ Lion ကိုကျွန်တော်ပြန်ကြည့်တော့ Lion ကလက်ရှိ Europa League ရဲ့အဆင့်1နေရာမှာရှိတယ်ပြောမှဆိုလို့ရှိရင်သူတို့အသင်းကဒီယာဒီEuropa Leagueမှာဆိုလို့ရှိရင်တော်တော်လေးကိုကောင်းတဲ့မှတ်တမ်းတစ်ခုသူတို့ပိုင်ဆိုင်ထားရပေါ့နော်တစ်ဖက်ကပါအိုအသင်းကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်တော့ပါအိုကလက်ရှိဒီသူတို့ Europa League ရဲ့အဆင့်7နေရာမှာရှိတယ်ပေါ့နော်ဒါပေမဲ့လို့သူတို့ရဲ့တိုက်ဆက်ကဒီယာဒီEuropa Leagueမှာဆိုလို့ရှိရင်ဒုတိယမြောက်အကောင်းဆုံးအသင်းဖြစ်တယ်ပေါ့နော်လက်ရှိမှာပါအိုအသင်းကသူတို့ရဲ့သွင်းကိုသူတို့ရဲ့တိုက်ဆက်ကဒီယာဒီEuropa League 9ပွဲကစားပြီးတဲ့အချိန်မှာ15ဂိုးရတာပဲပေါ့နော်ဒါကပြောမှဆိုလို့ရှိရင်သူတို့ထက်ပို့ပြီးတော့ Europa League မှာဂိုးများများသွင်းထားနိုင်တဲ့အသင်းဆိုတော့ Midtjylland ဆိုတဲ့အသင်းတစ်သင်းပဲရှိတယ်အဲ့တော့ပြောမှဆိုလို့ရှိရင်ပါအိုရဲ့တိုက်စစ်ကလည်းဒီယာဒီမှာ Europa League မှာဆိုလို့ရှိရင်တော်တော်လေးအစွမ်းထက်တဲ့အထက်မှာပါတယ်ပေါ့နော်အဲ့တော့တစ်ဖက်ကသူတို့ရင်ဆိုင်မဲ့ Lion ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင် Lion ကဒီယာဒီ Europa League မှာဆိုလို့ရှိရင်သူတို့ရဲ့ခံစစ်ကပေးကို3ကိုပဲပေးထားတယ်ပြောမှဆိုလို့ရှိရင်ဒီယာဒီ Europa League မှာဆိုလို့ရှိရင် Lion ရဲ့ခံစစ်ကအကောင်းဆုံးအသင်းတစ်သင်းဖြစ်လက်ရှိ Europa League မှာရှစ်တည်နေတယ်ဒါပေမဲ့လို့ဒီပွဲမှာLion အနေနဲ့ခံစစ်ကနေပေးကိုတကူလောက်တော့အနည်းဆုံးပေးရလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့ Lion ကစားခဲ့တဲ့နောက်ဆုံး6ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်5ပွဲက2သင်းပေါင်းသွင်းကို3ဂိုးထိရှိခဲ့တယ်ပြီးတော့ဒီတစ်ဖက်ကပါအိုအသင်းကစားခဲ့တဲ့အဝေးကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း2သင်းပေါင်းသွင်းကို4ဂိုးထိတော့မှရောက်ခဲ့တာကိုကျွန်တော်တွေ့ရလိမ့်မယ်ပေါ့နော်ဆိုတော့ဒီပွဲကဂိုးပေါင်းကြီးအရာ3ဂိုးသွင်း85ပြရမယ်ဆိုတဲ့ကြီးတစ်ခုမှာကျွန်တော်တို့ဒီပွဲစဉ်တော့ဆိုလို့ရှိရင်ဂိုးပေါ်တဘောကြတယ်Golden to score yes လည်းဖြစ်လိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီပွဲစဉ်အတွက်ဆိုလို့ရှိရင် Golden to score yes နဲ့ကိုပေါ်ရွေးချယ်ပေးခြင်းတယ်ပေါ့နော်အဲ့တော့ဒီနေ့အတွက်နောက်ဆုံးသုံးသပ်ပေးခြင်းတဲ့ပွဲစဉ်ကကြတော့ဒီနေ့ည2နာရီခွဲမှာပဲကစားမယ် Stuttgart နဲ့ Young Boys ပေါ့နော်လက်ရှိပေါက်ကြီးကျွန်တော်ပြန်ကြည့်တော့ Stuttgart အသင်းက2ဂိုးသွင်း25ပြရမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်4ဂိုးသွင်းပြ90ရမယ်ပေါ့နော်အဲ့တော့ဒီ Stuttgart နဲ့ Young Boys ပေါ့နော်ဒီနှစ်သင်းလုံးရဲ့နောက်ဆုံးကစားခဲ့တဲ့ Europa League ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်ရင်တော့နှစ်သင်းလုံးကတော့အသီးသီးရှုံးနေတာဖြစ်တယ်ဆိုတော့ဒီပွဲကနှစ်သင်းလုံးအတွက်ဆိုလို့ရှိရင်ဘောင်ဘက်ပြန်လာမယ်ပွဲစဉ်တွေပွဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ Young Boys ပေါ့နော် Young Boys ကိုကျွန်တော်ပြန်ကြည့် Young Boys ကသူတို့ကစားခဲ့တဲ့နောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်4ပွဲက
သူတို့ရဲ့ခံစစ်ကပေကို3ကိုအနည်းဆုံးခွင့်ပြုပေးတာတော့တွေ့ရလိမ့်မယ်ဆိုတော့ဒီပွဲမှာလေရန်ပွားရဲ့ခံစစ်ကစတုကတ်ကိုပေကို3ကိုလောက်တော့အနည်းဆုံးခွင့်ပြုပေးရလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့ဒီစတုကတ်တင်ကစားခဲ့တဲ့ယူရိုပါလိနောက်ဆုံး6ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်9ပွဲကဒီတွင်းကို2ကိုအကွာနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပွဲမှာလေဒီစတုကတ်အနေနဲ့တွင်းကို2ကိုအကွာလောက်နဲ့နိုင်နိုင်မယ်ကျွန်တော်ထင်တယ်အဲ့အတွက်ကြောင့်ပထမရွေးချယ်ပွဲအနေနဲ့ဆိုလို့ရှိရင်စတုကတ်ပေါ်တွေရွေးချယ်ပေးမှာပေါ့နော်ပြီးတော့ပြောမှဆိုလို့ရှိရင်ဒီပွဲမှာရန်ပွားရဲ့တွင်းကို1ကိုလောက်လဲပါဝင်ပတ်သက်လာမယ်ထင်တယ်ပေါ့နော်ရန်ပွားရဲ့တိုက်ဆက်ကဝေခွင့်ပွဲစဉ်တွေမှာဆိုလို့ရှိရင်တွင်းကို1ကိုလောက်တော့ပြန်လဲပြီးရယူတတ်တာတော့တွေ့ရလိမ့်မယ်ဆိုတော့ဒီပွဲကအပြန်လဲတွင်းကိုရှိမယ်ဂိုးလဲပေါ်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒုတိယရွေးချယ်ပွဲအနေနဲ့ဆိုလို့ရှိရင်ဂိုးပေါ်ရွေးချယ်ပေးခြင်းတယ်ပေါ့